နိုင်ငံတကာမှာလူသည့်အများဆုံးရွေးကောက်ပွဲစနစ်ကနိုင်သူအကုန်ယူဆိုတဲ့စနစ်ပါ winner takes all စနစ်လို့ခေါ်ပါတယ် FPTP စနစ်လို့လည်းခေါ်ပါတယ်တမဲပဲနိုင်နှစ်မဲပဲနိုင်တဲ့သူကအကုန်စားတဲ့စနစ်ပါအချိုးကျကိုစားပြုစနစ် PR စနစ်ဆိုတာလည်းရှိပါတယ်အခုစေအုပ်စုကလုပ်တဲ့ရွေးကောက်ပွဲစနစ်ကတော့ယောနောစနစ် MMP လို့သူတို့ကပြောပါတယ်ဒါကသူတို့ပေးထားတဲ့နာမည်ပါသူတို့စနစ်ကိုခေါ်စေခြင်းတဲ့နာမည်ပါဒါပေမဲ့လူတယောက်ကကိုမောင်လူကျော်လို့နာမည်ပေးထားပေမဲ့နေရာတိုင်းမှာပြဿနာရှာလို့ငပွားကြီးလို့နာမည်တွင်သွားတဲ့သူတွေလည်းရှိတတ်ပါတယ်အခုသူတို့လုပ်တဲ့စနစ်ဟာသူတို့ဘာသာခေါ်တဲ့အခေါ်က MMP စနစ်ပါဒါပေမဲ့တကယ်အနှစ်သာရကဘာလဲလို့မေးရင်အခုရွေးကောက်ပွဲဟာရှုံးသူအကုန်ယူရွေးကောက်ပွဲစနစ်ကြီးပါဘာကြောင့်ရှုံးသူအကုန်ယူရွေးကောက်ပွဲစနစ်လို့ပြောရတယ်လဲဆိုတော့စဉ်းစားကြည့်ပါ2010ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲမဝင်ပါဘူးကြက်ဖွက်ပါတီအနိုင်ရပါတယ်2015ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဝင်ပါတယ်ကြက်ဖွက်ပါတီရှုံးပါတယ်2020မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဝင်ပါတယ်ကြက်ဖွက်ပါတီထပ်ရှုံးပါတယ်အခုရွေးကောက်ပွဲဝင်ကြမယ်လို့စီရင်ပေးထားမှတ်ပုံတင်ထားပြီးတော့အခုကြေညာထားတဲ့ပါတီတွေအားလုံးလိုဟာပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာပါခဲ့တဲ့သူတွေကြီးပါပဲအာမနာတန်ပြောရမယ်ဆိုလို့ရှိရင်ဝင်ပြိုင်ခဲ့ပြီးတော့ရှုံးခဲ့ကြတဲ့ပါတီတွေကြီးပါပဲကြက်ဖွက်ပါတီဟာအများအားရှုံးနေတော့စိတ်ဆိုးလာပုံရပါတယ်ဖဲဝိုင်းစကားနဲ့ပြောရရင်တော့ရှုံးမဲလာပါတယ်ဒါတော့ခဏရှုံးနေတာအများအားနိုင်နေတဲ့ကောင်ကိုဖယ်ထုတ်ပြီးတော့ငါတို့ကြံတဲ့ကောင်တွေကြီးပဲပြိုင်ကြမယ်ကွာလို့လောက်လာပါတယ်အရှုံးသမားတွေထဲမှာတော့ငါကဆရာကြီးလို့သူ့ကိုယ်သူထင်ထားတာကိုအဲ့တော့ဟိုအများအားနိုင်နေတဲ့ကောင်ကိုဖယ်ပြီးတော့ကြံတဲ့ကောင်တွေနဲ့ပြိုင်လို့ရှိရင်ငါနိုင်ပြီလို့သူကတွေးပုံရပါတယ်ကြက်ခိုင်ရင်နဲ့စေအုပ်စုရဲ့ရွေးကောက်ပွဲအောင်နိုင်ရေး strategy ဆိုတာဟာတိတ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူးအဲ့ဒါပါပဲတိတ်ချာပြန်ပြီးတော့စဉ်းစားကြည့်ပါဖြစ်ခဲ့တာကိုအရှိတိုင်းရဲမြင်ကြည့်ပြီးတော့ကြတော့ပွတ်လင်းပြောမယ်ဒဲပြောမယ်ဆိုလို့ရှိရင်တော်ရည်စရာကောင်းတဲ့ဟာသဇလန်ကြီးတစ်ခုလိုပါပဲစေအုပ်စုနဲ့မဆလာပါတီကို1988ခုနှစ်မှာပြည်သူလူထုကြီးကပြင်းထန်ဆန့်ကျင်ခဲ့ပါတယ်စေအုပ်စုကအခြေအနေကိုဘလို့မှနိုင်အောင်မထိန်းနိုင်တော့ပါဘူးအာဏာလက်လွတ်ပြီးတော့အကုန်ကြောက်ထဲဆင်းရဖို့နည်းလေးပဲလိုပါတော့တယ်အဲ့ဒါလို့ဖြစ်တော့အာဏာထသိမ်းပါတယ်ရွေးကောက်ပွဲလုပ်ပေးပါမယ်မစူကြပါနဲ့လို့ချော့ပါတယ်လူတွေကမျော်လင့်ချက်နဲ့ရတော့လှုပ်လက်စတော်လန်ရေးကိုရက်ပြီးတော့ရွေးကောက်ပွဲမှာမဲပေးကြပါတယ်စေအုပ်စုကိုဒီချိန်ကလေးတော့ယုံပေးလိုက်မယ်လို့သဘော